B O B mà nó O B không nó à tụi bác lại tụi con này xem gì đấy đã đó em cha con bọn nó đi ở khán đó cu đi à cho nó biết mày đi lô bộ đi con mà mì đó bu đi khu mì đấy đi na khu mì đấy cho mì đó đấy bọn nó đi bộ lấy đấy gì đấy mà khán lấy đấy gì ai khán đó cu đi à cho nó khu đó biết đó bị rồi ta khán biết đó luôn cho nó con này xem mà xí đâu rồi ai mà đã bên nhà mà đó phiền này nó rồi cho nó đủ ai biết đó đấy khán này đó trả đấy khá giá sẽ đam mê đâu nóအဲ့ဒါနဲ့ကျွန်တော်တို့မော်တာလေးတစ်ချက်ပြန်လှည့်ပြီးဆိုမှကျွန်တော်တို့ပြန်ဆွဲရင်ဆွဲလို့ရတယ်ဟုတ်ပြီနော်ပြတ်သွားတဲ့အခန်းနဲ့ဒီတစ်ခန်းနဲ့ကြာရင်ဒီတစ်ခန်းနဲ့ကြာရင်စက်တက်မရတော့ဒီတစ်ခန်းနဲ့ကြာရင်လည်းဒီတစ်ခန်းနဲ့ကြာရင်စက်တက်မရတော့ဒီကောင်နဲ့တော်တော်များများဘယ်ဘိန်းတွေမှာတွေ့ရတယ်ဆိုကျွန်တော်စကိုဗီဒီမှာတွေ့ရတယ်ဟုတ်ပြီနော်စကိုဗီဘိန်းတွေမှာကျွန်တော်တွေ့ရတယ်ဗျဒီလိုတစ်ခန်းလောက်ပြတ်သွားရင်သူကစက်တက်ဆွဲလို့မရတော့သူနည်းနည်းလောက်ကြော်သွားပြီဆိုမှဆွဲရတာနော်ဟုတ်ပြီနော်အဲ့ဒါဆိုရင်ဒါအမ်ချာလဲကောင်းတယ်ပြီးတော့ကျွန်တော်တို့ဒီမှာတစ်ချက်ကြည့်မယ်ကာဗွန်ပေါ့နော်ဒီမှာကာဗွန်လေးတွေလည်းကောင်းတယ်ဆိုတော့အရင်ဆုံးကျွန်တော်တို့ဒီကောင်လေးတွေကိုတက်ရှင်းလုပ်လိုက်မယ်အရင်ဆုံးကျွန်တော်တို့ဒီမှာဒီကြီးလေးတွေပြောင်းမှုရပါတော့ကော်ဘယ်လေးနဲ့အုပ်လိုက်မယ်ကျွန်တော်တို့ဒါအုပ်မယ်အုပ်ပြီးဆိုမှကျွန်တော်တို့ဒီမှာတက်ရှင်းပွတ်ပေးရမယ်နော်ဒီမှာတော့ဒီလိုလေးပြောင်းသွားရမယ်ဒီတိုင်းလေးပြောင်းသွားပြီးနောက်ထပ်ကျွန်တော်ဘာလုပ်ရမှာလဲဆိုကျွန်တော်ဒီကြားလေးတွေကကျွန်တော်တို့ဒီမှာကာဗွန်ဂျိုးလေးတွေပေါ့နော်သူတို့ကာဗွန်ဂျိုးလေးတွေကျွန်တော်တို့ဒါလေးတွေဒီမဲ့ line လေးတွေဖြစ်အောင်ကျွန်တော်တို့ချစ်ပေးရမယ်เนาะပိတ်နေလို့မရအောင်เนาะဒီကောင်လေးပိတ်နေလို့မရအောင်ပိတ်နေစတက်ဝစ်တာတို့အင်းတာတို့ဖြစ်တတ်တယ်เนาะဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်တို့ဒါလေးတွေအကုန်လိုက်ပြောင်းချစ်လိုက်မယ်အဲ့ဒါရသွားပြီဆိုတော့ကျွန်တော်တို့ဒီကောင်လေးတွေကိုကျွန်တော်တို့ဒီမဲ့နည်းနည်းလေးကျွန်တော်ချစ်ပေးလိုက်ပါမယ်เนาะအပေါ်အမဲလေးတွေကိုကျွန်တော်ပြောင်းချစ်လိုက်မယ်နှစ်ဖက်လုံးချစ်မယ်เนาะဒီမှာเนาะကျွန်တော်ဒီကြားတွေထဲမှာစပလိန်လေးပါတယ်အဲ့စပလိန်လေးကိုကျွန်တော်နည်းနည်းလေးဆွတ်ဆန်ပေးရမယ်เนาะဒီမှာเนาะစပလိန်လေးထည့်မယ်ထည့်ပြီးရင်ကျွန်တော်တို့ဒီမှာစပလိန်လေးကိုဟိုဟာလောက်ပြီးကျွန်တော်ကာဗွန်လေးကိုနောက်ဆွဲထည့်ရမယ်เนาะနောက်ဆွဲထည့်ပြီးရင်ကျွန်တော်တို့ဒီမှာဒီလိုဖိထားရမယ်ဟုတ်ပြီနော်ဒီကောင်လေးတစ်ဖက်ကညှက်ထားဖိထားပြီးကျွန်တော်အမ်ရှာလုံးလေးသွန်းမယ်ဟုတ်ပြီနော်ဒီမှာအမ်ရှာလုံးလေးထည့်လိုက်မယ်ထည့်ပြီးကျွန်တော်ဒါပြန်လှုပ်လို့ရတယ်နော်ပြန်လှုပ်လို့ရတယ်ကျွန်တော်ဒီလိုလှည့်ကြည့်မယ်ဒီလိုထည့်လိုက်ရုံနဲ့မရအောင်နော်ဒီကောင်လေးတွေကဒီမှာကြွကြွလေးဖြစ်နေတယ်သေးနေလို့မရအောင်နော်သေးနေစတက်မရအောင်နော်ဒီမှာပြီးတော့ဒီကောင်လေးကြည့်ကောင်လေးနော်ဒီကောင်လေးတွေအဲ့ဒါလေးတွေကျွန်တော်ဒီလိုလှုပ်ကြည့်လိုက်မလှုပ်လေးနေရမယ်နှစ်ဖက်လုံးလှုပ်နေရမှာနော်ဒီဘက်ရောဒီလိုလှုပ်ကြည့်လိုက်လှုပ်တယ်နော်မလှည့်ကြည့်လိုက်ရင်ဒီမှာကြွကြွလေးတော့ခြေထိုးနောက်ဆုပ်လေးဖြစ်နေရမယ်အဲ့ဒါဆိုရင်ရပြီဟုတ်ပြီနော်အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီမှာဒီကောင်လေးကျွန်တော်တို့ပြန်တက်လိုက်မယ်ဟုတ်ပြီနော်ဒီမဲ့ဒီကောင်တက်တဲ့နေရာမှာကျွန်တော်တို့ဒီလိုလေးဖြည်းဖြည်းချင်းမလုံးနဲ့နော်ဒီလိုတဲမယ်အပေါက်နှစ်ပေါက်ပေါ့နော်ဒီပုံစံလေးတွေမာကာယူပြီးထိုးတက်လိုက်မယ်နော်တခါထိုးဆိုလိုက်မယ်နော်ဖြည်းဖြည်းချင်းလုံရင်ဒီအမချလုံးကြီးကပြန်ပြုတ်ထွက်လာမှတက်လိုက်ဆွဲရနေဟုတ်ပြီနော်အဲ့ဒါဆိုရင်ရပြီကျွန်တော်နက်တွေတက်မယ်တက်ပြီးကျွန်တော်စတက်ဆွဲကြည့်မယ်ကြတက်ပြီနော်ဟုတ်ပြီနော်ဒါတက်ပြီးပြီကျွန်တော်တက်ပြီးပြီဆိုရင်ကျွန်တော်ညီကိုတို့ဒါစတက်ဆွဲဟုတ်ပြီနော်တော်လေးဖွင့်မယ်ဒါစတက်မရတဲ့ဘိန်းလေးပေါ့နော်စတက်မရတဲ့ဘိန်းလေးကိုကျွန်တော်မော်တာလေးဖြုတ်ပြီးတန်ရှင်းလောက်ထားတယ်လောက်ပြီးမှကျွန်တော်တို့ဒါကတ်တောက်မြည်ပြီးဒါစတက်မရတဲ့ဘိန်းလေးပေါ့နော်နှိုးလိုက်နှိပ်လိုက်မယ်နော်ဒီမှာနော်ဒါဆိုရင်ဘိန်းလေးကကျွန်တော်တို့စတက်ရသွားပြီဒါလုံးဝဥပြေးသွားပြီပေါ့နော်ပြောရင်တော့ကျွန်တော်တို့ဒီမော်တာမလဲဘူးဆိုတိုင်းမော်တာတွေကောက်မလဲကြပါနဲ့เนาะကျွန်တော်အတက်နိုင်ဆုံးတော့ပြင်းပြပေးသိချင်ပါတယ်ကျွန်တော်တို့မော်တာပြင်မယ်ဆိုအခုပုံစံလေးပြင်လို့ရပါတယ်ဟုတ်ပြီเนาะဟိုသူ့ထဲမှာဘာမှမပေါ့အမရှာလုံးရင်ကျွန်တော်တို့တန်လိုက်ကျွန်တော်ဒီတန်လိုက်ဆွဲရပါတော့တန်လိုက်ဆွဲရနဲ့ကျွန်တော်ကာဗွန်လေးတွေပဲပါပါတယ်ဒီကတ်တောက်ကကျွန်တော်တို့အတန်ထွက်ရဲ့တန်ထဲမှာဟိုမမြည်ဘူးဟိုစက်တက်မော်တာဆွဲမရဘူးဆိုရင်ကျွန်တော်မော်တာတွေဖြုတ်စေရပါမယ်ကျွန်တော်တစ်ချက်ဒီမဲ့တော့ဖွင့်ပြမယ်เนาะဒီဘက်တော့ကိုင်းပြမလို့เนาะကျွန်တော်တို့ဒီမဲ့နောက်ထပ်တစ်ချက်ပြန်ဆွဲပြမယ်ဟုတ်เนาะဒါကတော့ကျွန်တော်တို့အစင်ပြေးသွားပါပြီဗျအခုကြည့်နေကြတဲ့ကျွန်တော် line ဘောကညီကိုတွေပေါ့เนาะညီငယ်တွေအကိုတွေပေါ့ဒါအခုမှစပြီးကျွန်တော်တို့လေးလာနေကြတဲ့ညီကိုတွေအားလုံးပေါ့เนาะကျွန်တော်ဒါစတက် line လေးကိုကျွန်တော်တို့ဒါညီကိုတွေအတွက်ဒါမြောက်ပြီးတာဖြစ်ပါတယ်အားလုံးပဲပညာရနိုင်ကြပါသေးဗျကျွန်တော်နောက်ပြီးမှကျွန်တော်ပြန်တွေ့ကြပါမယ်အားလုံးပဲကျေးဇူးတင်ပါတယ်ဗျ